စပိန်နိုင်ငံကကမ္ဘာပေါ်မှာအထူးဆန်းဆုံးနယ်နိမိတ်တွေရှိတဲ့နိုင်ငံဆိုတာလူအတော်များများမသိကြပါဘူးပထမဆုံးအနေနဲ့ပြင်သစ်နိုင်ငံထဲမှာလီဗီရောလို့ခေါ်တဲ့စပိန်ပိုင်နဲ့တေးသေးလေးတစ်ခုရှိနေပါတယ်အဲ့ဒီမှာလူဦးရေ1500လောက်နေထိုင်ကြပြီးသူတို့ကစပိန်လူမျိုးတွေဖြစ်ပေမဲ့စပိန်စကားထက်ကက်တလန်ဘာသာစကားကိုပဲအဓိကပြောဆိုကြတာပါဒီမျိုးလေးဟာစပိန်ပြည်မကြီးနဲ့2ကီလိုမီတာလောက်ဝေးတဲ့နေရာမှာတည်ရှိနေလာဖြစ်ပါတယ်ဒါတင်မလားဆိုတော့မဟုတ်သေးပါဘူးစပိန်နဲ့ပြင်သစ်တို့ဟာဖီးဆန်ကျွန်းပေါ်မှာလည်းနယ်နိမိတ်ချင်းထိစပ်နေပါသေးတယ်ထူးခြားတာကတော့ဒီကျွန်းလေးရဲ့အချုပ်ချာအာဏာဟာ6လတစ်ကြိမ်ပြောင်းလဲနေတာပါပဲဖေဖော်ဝါရီလ1ရက်နေ့ကနေဇူလိုင်လ31ရက်နေ့အထိပြင်သစ်ကစီမံခန့်ခွဲပြီးဩဂတ်လ1ရက်နေ့ကနေဇန်နဝါရီလ31ရက်နေ့အထိတော့စပိန်ကပြန်လည်တာဝန်ယူပါတယ်တောင်ဘက်ပိုင်းမှာဆိုရင်တော့စပိန်ဟာဗြိတိန်ပိုင်နက်ဖြစ်တဲ့ဂျီဘရော်တာနဲ့နယ်နိမိတ်ချင်းထီနေပါတယ်1904ခုနှစ်စပိန်ထီးနှောင်းဆက်ခန်းဤစစ်ပွဲအတွင်းမှာဗြိတိန်ကဂျီဘရော်တာကိုစပိန်စီကနေသိမ်းယူခဲ့တာပါဒီနေ့အထိစပိန်ကဂျီဘရော်တာဟာသူတို့ပိုင်နက်ဖြစ်တယ်လို့ပြောဆိုနေပြီးပြန်ပေးဖို့တောင်းဆိုနေဆဲဖြစ်ပါတယ်ဒါပေမဲ့ဂျီဘရော်တာမှာရှိတဲ့လူဦးရေ69%ကတော့ဗြိတိန်နဲ့ပဲဆက်နေဖို့ရွေးချယ်ခဲ့ကြပါတယ်မြေပုံကိုနည်းနည်းလောက်ထက်ချဲကြည့်လိုက်ရင်မြောက်အာဖရိကမှာရှိတဲ့မော်ရိုကိုနိုင်ငံဘေးနားမှာဆီယူတာနဲ့မယ်လီလာဆိုတဲ့စပိန်ပိုင်နက်နှစ်ခုကိုတွေ့ရပါလိမ့်မယ်ဒါထက်ပိုချဲကြည့်မယ်ဆိုရင်တော့စပိန်ဟာပီညွန်ဒီဘေးလစ်ဒေလာဂိုမီလာလို့ခေါ်ရဲ့မြေကွက်နှက်သေးသေးလေးတစ်ခုကိုလည်းထိန်းချုပ်ထားတာတွေ့ရမှာပါစပိန်ဟာဒီမြေနေရာကို1964ခုနှစ်မှာသိမ်းယူခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာအရာသားတွေမနေထိုင်ကြပဲအလဲကျတာဝင်ကြလဲစပိန်စစ်သားတွေပဲရှိနေတာပါမော်ရိုကိုဘကအကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့စပိန်ကတော့လေးလူရှူထားပါတယ်နောက်ဆုံးစိတ်ဝင်စားစရာအချက်ကတော့ဒီနေရာဟာကမ္ဘာပေါ်မှာအတိုဆုံးကုန်းမြင့်နယ်နိမိတ်ရှိနေပြီး85မီတာလောက်ပဲရှိရတာဖြစ်ပါတယ်